Hello မင်္ဂလာပါ C Fashion တရားတစ်ခုရေးမယ် challenge ရဲ့tutorial နေရာနေကြိုဆိုပါရစေ။ဒီနေ့မြန်မြန်သွားကြရအောင်ပေါ့နော်။ဒီနေ့ကတော့ကျွန်တော်ကဗာရေးချင်တာလဲဆိုတော့ကျွန်တော်တို့အာ string တစ်ခုကို copy ကူးတဲ့ function ပေါ့နော်။ဥပမာကျွန်တော်တို့မှာ string တစ်ခုရှိကြတယ်ဆိုကြပါစို့။ string တစ်ခုအနေနဲ့ဆိုတော့ကျွန်တော် character string နှစ်ခုကျွန်တော်တို့ထားမယ်ဗျာ။ destination string နဲ့ကျွန်တော်တို့ source string ဆိုပြီးတော့ source ကနေ destination နဲ့ကိုကူးထည့်ပါပေါ့နော်။ဘာလို့ပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကူးချင်တဲ့ဟာကနေပြီးတော့ကျွန်တော်တို့ဒီကူးမဲ့ဟာပေါ့ဒါကတော့ destination ဗျာဒီအောက်ကဟာကျတော့ source ပေါ့ SOURCE source ဆိုတော့ okay ဆိုတော့အဲ့ဟာကိုကျွန်တော်တို့ကကူးထည့်မယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးဟိုနေ့တွေကလုပ်လို့ပဲမကူးခဲ့ခင်မှာကျွန်တော်တို့အကူးခံရမယ့်ကောင် destination ပေါ့ destination ကိုကျွန်တော်တို့အရင်ဆုံး print ထုတ်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ printf ဒီပေါ်မှာ standard input output ထည့်လိုက်အောင်stdio standard input output ဆိုတော့ printf က before ပေါ့နော် destination value is string ဆိုတော့ s ဖြစ်ပါတယ် next line ဆင်းမယ်ပြီးတော့အဲ့ထဲမှာ destination ထည့် comma ထည့်ရမယ် destination ပြီးသွားပြီဆိုရင်ဘာဖြစ်မလဲဆိုတော့ printf printf ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီ function ကိုခေါ်မှာပေါ့ strcpy ဆိုတဲ့ function ခေါ်မယ်အဲ့ခေါ်တဲ့ function ကို destination နဲ့ source နဲ့ကိုထည့်လိုက်မယ် destination နဲ့ source နဲ့ကိုထည့်လိုက်တယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ printf ကကြတော့ after ဒီ str နေရာဒီ destination value is ဆိုပြီးတော့ဒီမှာဘာထည့်မလဲဆိုတော့ s ထည့်မယ် \n ပြီးတော့ destination value ဆိုတော့ခဏပိတ်ထားမယ်ပိတ်ထားပြီးတော့terminal ဒီဆိုတော့ cdd 16အဲ့ဒါနေပြီးတော့ကျွန်တော်တို့ gcc ဆိုပြီး combine လုပ်မယ်စမ်းကြည့်โอเคနှစ်ခုလုံးအတူတူပဲ destination အဲ့ဒါဆိုရပြီကျွန်တော်တို့စပြီးရေးဖို့ပဲကြံတော့တယ်ဘာမှ return မပြန်ဘူး void type fdstrcpy function အဲ့ထဲမှာကျွန်တော်တို့ဗာထည့်မလဲဆိုတော့ character ခဏနေရောဒီကနေပြီးတော့ကျွန်တော်တို့ကဒီ original destination ရဲ့တန်ဖိုးကိုကျွန်တော်တို့ကပြောင်းမှပဲရမယ် original destination ရဲ့တန်ဖိုးမပြောင်းလဲလို့မရဘူးအဲ့ဒီအတွက်ကြောင့်မို့ return ကတေချာတခုကဒီ destination ကို return ပြန်ပေးရမယ်အဲ့ဒီအတွက်ကြောင့်မို့ character pointer အမျိုးအစား function ဖြစ်သွား character pointer အမျိုးအစား function ကတော့okay ဘယ်လိုဖြစ်မလဲဆိုတော့ဒီ return ပြန်တဲ့နေရာမှာ destination ကိုကျွန်တော်လေး return ပြန်ချင်တာပေါ့ဒီထဲမှာထည့်မှာ character destination နဲ့ character src နဲ့ဝင်သွားမယ်အဲ့ဒီမှာ destination ကို return ပြန်ပေးဆိုတော့ဒီ function က return ပြန်တဲ့အမျိုးအစားဖြစ်ကဆိုတော့ pointer character value ကိုထောက်ထားတဲ့ pointer အမျိုးအစားကို return ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဘာကိုထောက်ထားလဲဆိုတော့ character value ဘာအမျိုးအစားတော့ character value တွေ destination ရဲ့ဒီ pointer အတွဲလိုက်ကြည့် array အတွဲလိုက်ကြည့်ဒီထိပ်ဆုံးအလုံးကို pointer ထောက်ထားအဲ့ဒါကျွန်တော်တို့ print ထုတ်ကြည့်လိုက်မယ်နောက်ပိုင်းစတိုက်ကို print ထုတ်သွားတာပေါ့နော်ဆိုတော့ technically ကတော့ဒီကောင်က destination pointer ရဲ့ဒီထိပ်ဆုံးက character ကိုထောက်ထားတယ်ဆိုတော့အဲ့ဆိုရပြီ copy ကူးဖို့ပဲကျန်တော့တယ်ဆိုတော့ integer I ဆိုပြီးတော့ကျွန်တော်တို့0အစကြီးညာလိုက်မယ်စပြီးကြီးညာပြီးတော့အဓိကတော့ source က
မဆုံးသေးသမျှကာလပတ်လုံးပေါ့နော်ဒီ source ကမဆုံးသေးသမျှကာလပတ်လုံး source ကမကုန်သမျှကာလပတ်လုံးအကုန်လုံး copy ကူးထည့်ပါလိမ့်နော်အဲဆို y ဒီ src ရဲ့ eigen မြောက်ကမကုန်သေးသမျှကာလပတ်လုံး0နားပေါ့နားနဲ့မတူသမျှကာလပတ်လုံး destination ရဲ့0ခန်းလေးကို eigen လေးကို src ရဲ့ eigen ကိုassign ထည့်မယ်ညီနာချင်းနဲ့ဒီ i ကို plus plus တိုးမယ်အဲ့လိုတိုးပြီးပြီဆိုလို့ရှိရင်destination ကနောက်ဆုံးမှာနားတန်ဖို့ထည့်မှရမယ် destination က10လုံးရှိတယ် source က9လုံးပဲရှိတယ်ဆိုရင် destination ရဲ့0ခန်းကနေ4ခန်းမြောက် destination ရဲ့ပထမလုံးကနေ9လုံးမြောက်အထိပဲ copy ကူးပြီးတော့အနောက်ကဟာတွေကမကူးပဲပုံနေလိမ့်မယ်အဲ့အတွက်ကြောင့်မလို့အဆုံးတက်မှာ destination ရဲ့ရောက်သွားတဲ့ eigen နဲ့ကို null value assign ချမယ်အဲ့ဒါဆိုရင်အကုန်ပြတ်ကြပါမယ်ဘာမှမရှိတော့ပဲねအဲ့ဒါဆိုကျွန်တော်တို့ဒီမှာ destination dest inat destination ဆိုပြီးအလုံးတွေအများကြီးထည့်မယ်အဲ့ထဲကမှကျွန်တော်တို့ကပြန်ပြီးကူးကြည့်လိုက်တဲ့အခါမှာ source ဆိုရင် source ပဲပါမယ်တကယ်လို့ဒီဟာလေးမရေးမိဘူးဆိုရင်ဘာဖြစ်မလဲစူးစမ်းကြည့်လို့ရတယ်ကျွန်တော်တို့အဲ့မှာ association ဆိုပြီးဖြစ်သွားတာပေါ့နော်ဆိုတော့ရောက်နေတဲ့နေရာကိုနားတာမီနေလုပ်ပြီးတော့ကျွန်တော်တို့ကဖျက်ချပလိုက်ပါဘူးဆိုတော့ဒီမှာပါ destination and source CLE ဟာ CLE ဟာ clear ဒီမှာ destination source value အဓိကဒါပါပဲဒါလေးပါပဲ source မကုန်သေးတဲ့များကာလပတ်လုံး copy ကူးထည့်တယ် assignment လုပ်လိုက်တာလွယ်လေးပါဆိုတော့ဒီနေ့ကတော့ဒါပါပဲခင်ဗျာကျေးဇူးပါ